င်္ဂလာပါဗျ K80S K80S ရောဖြစ်တယ် K80 ပေါ့နော်1250ကိုသိန်းစွန်းစွန်းလေးကိုသိန်းကိုပါပါလေးပဲစွန့်မယ်ဒီကောင်လေးရှိမယ်ပြီးတော့ Note 15 8250အလုံးသန့်အချောလေးရှိမယ်ဒီကောင်လေးကလည်း6သိန်းကိုပါပါလေးပဲစွန့်မယ်ဗျာနော်6သိန်းကိုပါပါလေးပဲစွန့်ပါမယ်ပြီးတော့ Oppo A3 ပစ္စည်းစုံ6သိန်းခွန်းနဲ့ဝယ်ထားတဲ့ပေါင်ချပါအောင်မယ်ဗျအာမကန်က10လလောက်10လ9လ10လလောက်ကျန်အောင်မနော်ပစ္စည်းစုံ original 45 watt နဲ့ပါဗျဒီကောင်လေးရှိအောင်မယ်ပစ္စည်းစုံလေးပါအဲ့ကောင်လေးကလည်း3သိန်းစွန်းစွန်းပဲဗျ3သိန်းစွန်းစွန်းပဲပြီးတော့ Oppo A3X ကိုမှ 5G လုံးပန်းရောင်လေးတော်တော်လှတဲ့ကောင်လေးပါအဲ့ကောင်လေးရှိမယ်ဒီကောင်လေးကတော့ RAM 412ပေါ့နော်ဒီကောင်လေးကလည်း3သိန်းစွန်းစွန်းပဲရှိမှာဗျတော့စေဒါလေးတွေရှိမယ်ပေါ့နော်စိတ်ဝင်စားလို့ဆက်သွယ်စုံစမ်းနေတယ်ဆိုရင်3999668959ကိုဆက်သွယ်စုံစမ်းဝယ်ယူအားပေးနိုင်ပါတယ်ဗျကျေးဇူးတင်ပါတယ်